ကဲအားလုံးပဲမင်္ဂလာပါဗျာနော်ကဲအားလုံးပဲကိုမတွေမင်္ဂလာပေါင်းနဲ့ပြည့်စုံတဲ့နေ့လေးဖြစ်ကြပါစေအားလုံးပဲမင်္ဂလာရှိသောနေ့ရက်လေးဒါတော့ပိုင်ဆိုင်နိုင်ကြပါစေဗျာနော်ကဲတော့အားလုံးပဲမတွေ့ရတာလေးတော်တော်ကြာပြီပေါ့နော်ကျွန်တော်တို့ဗုဒ္ဓကြာသပတေးတောက်ကြစနေတနင်္ဂနွေ9ရက်ဇက်တိုက်ကိုမရနေတာစကားမပြောအောင်ဖြစ်နေပေါ့နော်ဖောင်ဒီတစ်ခါဖောင်းတာတော့တော်တော်ကြီးကိုမှတော်တော်ကြီးကြာသွားတယ်တော်တော်လေးလည်းပြင်းဖို့ကောင်းသွားတယ်เนาะကျွန်တော်တို့ဒါနေ့တိုင်းဆိုရင်12နာရီထိုးကန်နေလို့ရှိရင်ဒီလောကနန်းလေးကြည်ရကိုကနန်းလေးပါမလားထိမလားပေါက်မလားဒီလိုမျိုးလေးရင်ခုံရတယ်เนาะအဲ့ဒီဟာကိုမှကြားထဲမှာ9ရက်ဇက်တိုက်တိနားလိုက်ရတော့เนาะတော်တော်ကြီးလဲကိုမကြီးเนาะပြင်းနေကြမယ်လို့ထင်ပါတယ်เนาะကဲအဲ့တော့ကျွန်တော်တို့မနက်ဖြန်အခုဗီဒီယိုဖိုင်လေးကပေါ့နော်အခုဗီဒီယိုဖိုင်လေးကတော့ကျွန်တော်ထုံးစံတိုင်းပဲပေါ့နော်မနက်ဖြန်အဖွင့်နေ့တနင်္လာနေ့မနက်စေး12နာရီတမိနစ်စီမှာစော်ကစားမဲ့ကျွန်တော်ကဏ္ဍလေးတွေလာရောက်ပြီးတော့မျှဝေပေးခြင်းဖြစ်ပါတယ်နော်အဲ့တော့ကြည့်ရှုအားပေးနေကြတဲ့ကိုမတွေကကျွန်တော်ရဲ့ဗီဒီယိုလေးကိုရေးကြည့်ရတော့ကြော်ကြည့်ရတော့မလုပ်ဘဲနဲ့အစားဆုံးလေးနားထောင်ပေးသွားစေချင်ပါတယ်နော်ကျွန်တော်ဘာကြောင့်လဲဆိုတော့ကိုမတွေအားလုံးအတွက်ဒီဗီဒီယိုလေးကအကျိုးမြတ်ရစေရမယ့်ဗီဒီယိုလေးဖြစ်ပါတယ်နော်ကျွန်တော်ဒီဗီဒီယိုလေးတွေကနေကိုမတွေဗာလေးတွေပြန်ပြီးတော့ရရှိသွားမလဲဆိုရင်ကျွန်တော်မနက်ဖြန်အဖွင့်နေ့တနင်္လာနေ့မနက်စေး12နာရီတမိနစ်စီမှာကျွန်တော်စော်ကစားမယ်ပေါ့နော်ကျွန်တော်ဝိုင်းချင်းလေးတွေ main ရောကွက်ကလေးတွေနော်2 main လေးတွေတကွက်ကောင်းလေးတွေဗာလေးဖြစ်မလဲဒါလေးတွေပေါ့နော်ဒါလေးတွေကိုကိုမတွေပြန်လည်ပြီးတော့ရရှိသွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ရဲ့ဒီဗီဒီယိုဖိုင်လေးကိုဆုံးအောင်လေးနားထောင်ပေးစေချင်ပါတယ်ကိုမတွေအတွက်ကိုအလကားမျှဝေပေးသွားမှာဖြစ်တဲ့နေ့တိုက်ကဏ္ဍလေးတွေကိုကိုတွေမတွေအတွက်စေတနာနဲ့ဒါလာပြီးတော့မျှဝေပေးခြင်းဖြစ်ပါတယ်နော်အဲ့တော့ကြည့်ရှုအားပေးနေကြတဲ့ကိုမတွေကလည်းကျွန်တော်ရဲ့ဗီဒီယိုလေးကိုအစားဆုံးလေးနားထောင်ပေးသွားစေချင်ပါတယ်ဗျာနော်ကဲအဲ့တော့ကျွန်တော်တို့ဒါဂျားထဲမှာဖောင်းရက်ကတော့3ရက်ခံသွားတယ်ပေါ့နော်ဂျားထဲကဗိုလ်လူကြာပြီးတောက်ကြဆို3ရက်ဖောင်းသွားတယ်3ရက်ဖောင်းသွားတော့မှကျွန်တော်တို့အဲ့ဒီအပတ်မှာကတော့ကိုမတွေတိုင်းတိတ်ပြီးတော့မြဆက်တော့မရလိုက်ဘူးပေါ့နော်2ရက်ထဲကစားရတာဆိုတော့ကျွန်တော်နောက်ဆုံးနေ့ပေါ့နော်ဒီအင်္ဂါနေ့ညနေစီမှာလည်းကျွန်တော်ခွန်ဆိုကြီးအပူးထွက်သွားတယ်အဲ့တော့ကျွန်တော်ပြောခဲ့ရင်တော့ဒီဖောင်းရက်ရှိတဲ့အပတ်မှာတော့အပူးထွက်လိမ့်မယ်2ရက်ထဲဆိုပေမဲ့လည်းအပူးလာလိမ့်မယ်လို့ကျွန်တော်ပြောခဲ့တယ်ဒါပေမဲ့ကျွန်တော်ကိုရီကတော့ဒီခွန်ဆိုတဲ့အပူးကိုသိမကြိုက်ဘူးပေါ့နော်ငါတို့3ညတို့ပူကြိုက်ခဲ့တာပေါ့နော်ကဲအဲ့တော့ကျွန်တော်တခုပြောချင်တာအခုဒီလာမယ့်ပတ်မှာလဲပေါ့နော်လာမယ့်ပတ်မှာလဲကျွန်တော်စိတ်ထင်တော့ဒီအပူးတွေထပ်ပြီးဆင်းလာနိုင်သေးရလို့ထင်တယ်နော်ဒီကိုမရဲ့ဒီလာမယ့်ပတ်ထဲမှာအပူးလေးတွေထပ်ပြီးတော့ဆင်းလာနိုင်တယ်နော်အပူးလေးတွေထပ်ပြီးဆင်းလာနိုင်ပါတယ်နော်အပူးပါဝါနက်ခတ်ပေါ့နော်အဲ့ဒီ3မျိုးနော်အပူးပါဝါနက်ခတ်အဲ့ဒီ3မျိုးမှာနော်ဒါအပူးတော့နည်းနည်းပို့ပြီးတော့အာတန်တယ်အပူးနည်းနည်းပို့ပြီးကြိုက်တယ်နော်ဒီဘက်မှာအပူးတွေထပ်ပြီးဆင်းလာနိုင်သေးတယ်နော်တော့ဘာကြောင့်ဒီဖောင်းရက်3ရက်ခံသွားတာဖြစ်တဲ့အတွက်ကြောင့်မို့ပေါ့နော်အပူးထပ်လာအောင်မယ်လို့ထင်တယ်နော်အဲ့တော့အပူးသမားလေးဒီဘက်တော့နည်းနည်းလေးလိုက်ပြီးထိုးကြည့်ကြပါနော်ကဲအဲ့တော့ကျွန်တော်မနက်ဖြန်အဖွင့်နေ့တနင်္လာနေ့မနက်ဈေးမှာကျွန်တော်ရွေးပေးထားတဲ့ရွှေကီး3လုံးရဲ့ဝမ်းချင်းရဲ့ main ရောတစ်ခွက်ကောင်းရဲ့ကျွန်တော်ပြောပြပါမယ်နော်ဒီနေရာမှာတခုပြောစရာရှိတာကကျွန်တော်အဖွဲ့ဝင်စာတို့သမားလေးတွေနော်အဖွဲ့ဝင်စာတို့သမားလေးတွေကျွန်တော်တို့ဒီဘက်ကတော့ဒါရက်ပြည့်ဖွင့်နေပေါ့နော်ရက်ပြည့်ဖွင့်တာဖြစ်တဲ့အတွက်ကြောင့်လို့ကိုမတွေဒါဆော့ရတာပို့ပြီးတော့ကောင်းမယ်အရင်ဘက်က2ရက်ထဲဖွင့်တာတော့မှပဲကိုမတွေအောင်မြင်မှုလေးရလိုက်တယ်ပေါ့နော်ကိုတက်ပြေးစာတို့ပတ်တီကအစိုးရထွက်သွားတယ်ပေါ့နော်အဲ့တော့ဒီဘက်ကတော့ကျွန်တော်တို့ဒါရက်ပြည့်ဖွင့်နေပေါ့နော်ဖောင်းရက်မရှိဘူးအဲ့တော့အဖွဲ့ဝင်ပြန်ဝင်မယ်ဆိုတဲ့ကိုမတွေအဖွဲ့ဝင်လေးတွေအားလုံးပြန်ပြီးတော့လက်ခံပေးနေပါပြီတချို့ကလည်းเนาะဂျားထဲမှာ9ရက်ဇက်တိုက်ကြီးတော့ပိတ်ထားဆိုတော့တချို့မေးနေကြတဲ့သူတွေရှိတယ်เนาะတချို့ကြောင့်လည်းအဖွဲ့ဝင်မခေါ်သေးဘူးလားဆိုစောင့်နေကြတဲ့သူတွေရှိတယ်အဲ့တော့ကျွန်တော်ဒီနေရာလေးကနေအားလုံးအသိပေးခြင်းပါတယ်အဖွဲ့ဝင်လေးတွေအားလုံးလက်ခံပေးနေပါပြီเนาะကျွန်တော်တို့ဒီကန်ဆယ်ကြီး1000ကျပ်နဲ့ပေါ့เนาะကန်ဆယ်ကြီး1000ကျပ်နဲ့အဖွဲ့ဝင်မဲ့ကိုမတွေအားလုံးလာဝင်လို့ရပါပြီကိုထက်အားလုံးကိုပြန်ပြီးတော့လက်ခံပေးနေပါပြီเนาะကန်ဆယ်ကြီး1000ကျပ်နဲ့အဖွဲ့ဝင်မဲ့ဆိုတဲ့ကိုမတွေကိုထက်ရဲ့ဖုန်းနံပါတ်39 95834982ဆိုတဲ့ဖုန်းနံပါတ်ကိုဖုန်းတိုက်ရိုက်လေးဆက်ပေးပါเนาะကန်ဆယ်ကြီး1000ကျပ်နဲ့အဖွဲ့ဝင်ခြင်းတဲ့ကိုမတွေကိုထက်နဲ့လက်တွဲခြင်းတဲ့ကိုမတွေเนาะအခုဒီလာမဲ့ဘက်တနင်္လာအင်္ဂါဗုဒ္ဓဒီ3ရက်စာမှာထိမိမိနဲ့ဇာတို့မွေးပြီးတော့ပိုင်နိုင်လေးထိုးကျင်ပါတယ်ကျွန်တော်ပေါက်ရင်လည်းထိမိမိလေးပေါက်ချင်ပါတယ်ဆိုတဲ့ကိုမတွေเนาะအဖွဲ့ဝင်လေးတွေအားလုံးပြန်ပြီးလက်ခံပေးနေပါပြီเนาะကဲတော့ဖုန်းနံပါတ်လေးပြန်ပြောပေးမယ်เนาะဖုန်းနံပါတ်ကတော့ကိုထက်ရဲ့ဖုန်းနံပါတ်39 95834982ဆိုတဲ့ဖုန်းနံပါတ်ပါเนาะအဲ့ဒီဖုန်းနံပါတ်လေးကိုဖုန်းတိုက်ရိုက်လေးဆက်ပေးပါเนาะကဲအဲ့တော့ကျွန်တော်နေတိုက်သမားလေးတွေကတော့အခုတစ်ခါလေးပြောပြပါမယ်เนาะကဲအားလုံးပဲကျွန်တော်လုပ်ငန်းလေးစပါတော့မယ်ကဲအားလုံးပဲကျွန်တော်ရဲ့ဗီဒီယိုဖိုင်ကိုအခုဝင်ရောက်ကြည့်ရှုအားပေးနေကြတဲ့ကျွန်တော်ရဲ့ကိုမတွေเนาะမိ
ညီကိုမောင်နှမတွေအားလုံးပဲတယောက်မကြမ်းစိတ်ချမ်းသာကိုယ်ချမ်းသာကြပါစေမနက်ဖြန်အဖွင့်နေ့တနင်္လာနေ့လေးမှာကိုထက်နဲ့အတူတူအားလုံးပဲအောင်ပွဲခံနိုင်ကြပါစေလို့အားလုံးကိုဆုမွန်ကောင်းအရင်ဆုံးတောင်းပေးလိုက်ပါတယ်ဗျာနော်ကဲတော့ကျွန်တော်လုပ်ငန်းလေးစမယ်နော်ကဏ္ဍလေးတွေပြောမယ်အားလုံးပဲစာရွက်လေးဘောပင်လေးခဲတံလေးကင်ပြီးတော့အားလုံးပဲလိုက်မှတ်ပေးမယ်နော်ကဲတော့ကျွန်တော်မနက်ဖြန်မှာပေါ့နော်ရွှေကီး3လုံးအနေနဲ့အဖွင့်နေ့တနင်္လာနေ့မနက်ဈေးအတွက်ပေါ့နော်ရွှေကီး3လုံးအနေနဲ့ကတော့ကျွန်တော်3.1ကီကိုရွေးပေးထားပါတယ်နော်ရွှေကီး3လုံးအနေနဲ့ကျွန်တော်3.1ကီကိုရွေးပေးထားတယ်အဲ့တော့ဒီ3.1ကီထဲမှာကျွန်တော် main ရော4ခွက်အရင်ဆုံးပြောပြပါမယ်နော်3.1ကီထဲမှာ main ရော4ခွက်အနေနဲ့ကတော့3.6 16 26 23နော်ဒါက main ရော4ခွက်ပါနော်3.1ကီထဲမှာပေါ့နော် main ရော4ခွက်ပေါ့နော်ဒါပထမ main ရော4ခွက်နော်3.1ကီထဲမှာပထမ main ရော4ခွက်အနေနဲ့က3.6ရယ်16ရယ်26ရယ်23ရယ်ပါနော်ဒါကပထမ main ရော4ခွက်ပါနော်ကဲတော့ကျွန်တော်ဒီ3.1ကီကိုအခွေအပူးထည့်ဆော့ဖို့လုံးဝမမေ့ပါနဲ့နော်3.1ကီကိုအခွေအပူးမဖြစ်မနေထည့်ကစားပေးပါနော်ကျွန်တော်တန်တမာရယ်နော်3.1ကီကိုအခွေအပူးမဖြစ်မနေထည့်ကစားပေးပါနော်ကျွန်တော်ဒီ3.1ကီထဲမှာ1ချိန်အနေလေးနဲ့ရွေးထုတ်ပေးပါဆိုရင်တော့ကျွန်တော်အနေနဲ့ပေါ့နော်1ချိန်အနေလေးနဲ့ရွေးထုတ်ပေးပါဆိုရင်တော့1နှစ်1ချိန်ကိုကျွန်တော်ပို့ပြီးကြိုက်ပါတယ်နော်1ချိန်အနေနဲ့ရွေးထုတ်ပေးပါဆိုရင်တော့1နှစ်1ချိန်ကိုရွေးထုတ်ပေးပါတယ်နော်အဲ့တော့ဒီ3.1ကီကိုတော့အခွေအပူးထည့်ကစားဖို့လုံးဝမမေ့ကြပါနဲ့နော်ကဲတော့ကျွန်တော်ပထမ main ရော4ခွက်ခုနပြောပြသွားပြီနော်ပထမ main ရော4ခွက်က3.6 16 26 23နော်ဒါပထမ main ရော4ခွက်ကဲပြီးတော့ကျွန်တော်တို့2 main 4ခွက်ပြောမယ်နော်2 main 4ခွက်အနေနဲ့ကတော့ကျွန်တော်3.5ရယ်15ရယ်25ရယ်18ရယ်ပါနော်ပြန်ပြောမယ်နော်2 main 4ခွက်အနေနဲ့က3.5ရယ်15ရယ်25ရယ်18ရယ်ပါနော်ဒါက2 main 4ခွက်ပါနော်ကဲတော့ဗရိတ်သမားလေးအတွက်ဗရိတ်ချက်ပြောမယ်ကျွန်တော်ဒီနေရာမှာဗရိတ်စောခြင်းတဲ့ကိုမတွေဗရိတ်သမားလေးမနက်ဖြန်အဖွင့်နေ့မှာဘာဗရိတ်လေးကောင်းမလဲဆိုရင်ကျွန်တော်ခွန်3ညဗရိတ်ကြိုက်ပါတယ်နော်ဗရိတ်သမားလေးတွေခွန်3ညဗရိတ်ကိုကျွန်တော်ကြိုက်ပါတယ်ဗရိတ်အနေနဲ့ပြောပါဆိုရင်တော့ခွန်3ညဗရိတ်ကိုကြိုက်ပါတယ်ဗရိတ်ကစားခြင်းတဲ့သူတွေခွန်3ညဗရိတ်ကစားပါနော်ကဲတော့ကိုမတွေအတွက်အကြိုက်ဆုံးမင်းရောတစ်ကွက်ကောင်းကျွန်တော်ရွေးပေးထားတယ်နော်အကြိုက်ဆုံးမင်းရောတစ်ကွက်ကောင်းရွေးပေးထားပါအကြိုက်ဆုံးအထူးမင်းရောတစ်ကွက်ကောင်းနော်ဒါအထူး main အနေနဲ့တော့2ကွက်ရှိတယ်ပေါ့အထူး main အနေနဲ့2ကွက်ရှိတယ်အထူး main အနေနဲ့2ကွက်ကကျွန်တော်အပူးတစ်ကွက်ပါမယ်နော်အပူးတစ်ကွက်ပါမယ်အထူး main အနေနဲ့နော်အပူးတစ်ကွက်ပါမယ်နော်ကျွန်တော်3ညဆိုတဲ့အပူးတစ်ကွက်ပါမယ်နော်အထူး main ရောအနေနဲ့က2ကွက်ပါနော်3ညဆိုတဲ့အပူးတစ်ကွက်ပါမယ်21ဆိုတဲ့ညီကိုတစ်ကွက်ပါမယ်နော်ဒါအထူး main အနေနဲ့ကတော့21ရယ်3ညရယ်ပါနော်ဒါကတော့အထူး main ရောအနေနဲ့က21ရယ်3ညရယ်ပါအကြိုက်ဆုံး main ရောတစ်ကွက်ကောင်းကိုပြောပါဆိုရင်တော့3ညဆိုတဲ့အပူတစ်ကွက်ကိုကျွန်တော်နက်ဖက်မှာတော်တော်လေးကြိုက်ပါတယ်နော်အကြိုက်ဆုံးတစ်ကွက်အနေနဲ့ပေါ့နော်အကြိုက်ဆုံးတစ်ကွက်အနေနဲ့ပြောပါဆိုတော့3ညပရိတ်ထဲကပေါ့နော်3ညဆိုတဲ့ကဏ္ဍလေးတစ်ကွက်ကိုကျွန်တော်နည်းနည်းပို့ပြီးတော့သဘောကျပါတယ်တစ်ခွက်ကောင်းအနေနဲ့ပေါ့နော်ကဲအားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုဖိုင်လေးကိုအခုဝင်ရောက်ကြည့်ရှုအားပေးနေကြတဲ့ကျွန်တော်ရဲ့မိတ်ဆွေညီကိုမောင်နှမတွေအားလုံးပဲတဦးတယောက်မှကျန်စိတ်ချမ်းသာကိုယ်ချမ်းသာကြပါစေမနက်ဖြန်အဖွင့်နေ့လေးမှာအားလုံးနဲ့တူတူအောင်ပွဲခံနိုင်ကြပါစေလို့ကျွန်တော်အားလုံးကိုဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ကျွန်တော်မနက်ဖြန်နေ့လေးကြာရင်ပြန်ပြီးတော့ဆုံကြပါမယ်ဗျာနော်အားလုံးကျေးဇူးတင်ပါတယ်အားလုံးပဲဘိုင်ဘိုင်ပါ